အချိန်ကိုတန်ဖိုးထားတတ်တဲ့လူဟာအဲ့ဒီအချိန်ကိုငွေထက်တန်ဖိုးထားတတ်လာရင်သင်နောက်ကိုငွေလိုက်ကိုလိုက်လာလိမ့်မယ်ဆရာအာမခံရတယ်ဒါကြောင့်ဒီ generation ကအဲ့တိုင်းဖြစ်ပါစေညီကိုမောင်မောင်ရှင်းရှင်းပဲပြောမယ်သူများတွေကမသိဘူးဆရာဒီပဲလာတယ်ပေါက်ကရပါလေရှောက်လို့တယ် no ဖျားပညာပေးတယ်ဘာပေါက်ကရမှလုံးဆရာမလို့ဟေးပေါက်ကရလုံးလေရေရှည်မခံဘူးဖြက်လန်းနီးနဲ့လှုပ်တဲ့ဟာတွေဖျားမနဲ့တက်ပဲနဲ့လှုပ်တဲ့ဟာတွေအားလုံးရေရှည်မခံဘူးဘယ်တော့မှပတ်စံဘလောက်ရတလုံးမလုံးနဲ့တခုပဲဖျားစီမှာပညာကိုတောင်းပညာကိုတောင်းဆရာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆရာက investment ဆိုတာကိုဆရာကလုပ်ခဲ့ပြီးသားဖျားသခင်တောင်းဉာဏ်ပညာပေးတာ invest လုပ်ချင်တယ် invest ဆိုတာက trading နဲ့မတူဘူးဟာစီးပွားရေးလောကရောက်တော့ trading ဆိုတာကနေ့တိုင်းပတ်စံဝင်တယ်လို့နေ့တိုင်းလည်းပတ်စံရှုံးတတ်တယ်ဒါပေမဲ့ investment ဆိုတာက तू ကနှစ်နဲ့ချီပြီးကြာရှည်ထားလေ तू ကတိုးပွားလာလေပဲဒါပေမဲ့ကိုထားတတ်တဲ့ပုံမှာမူတည်တယ် invest လုပ်တတ်ရတယ်ဖခင်သားသမီးဆိုတာအဲ့ဒါတွေကစအကုန်တင်ယူရတယ်ဖခင်เจ้าမှာယုံကြည်ခြင်းရှိဒါနဲ့ပဲလူတွေမတိုးတက်ဘူးပြီးတော့မှဟိုလင်းယုံနဲ့လင်းလက်ဒန်ကိစ္စနဲ့ရှုပ်ရှက်ခန့်တာနဲ့မတိုးတက်ဘူးကဲတင်ချင်းရတဲ့အဖွဲ့နဲ့ရောက်တဲ့အဖွဲ့နဲ့တမျိုးအဲ့ဒီအဖွဲ့ကလည်းအခုကချီဆောင်ချင်းရတယ်မရအဲ့ဒါတိုင်းနဲ့လူတွေရှုပ်ရှက်ခန့်ကုန်ပြီအဲ့ဒါတွေအရေးမကြီးဘူးကျန်တဲ့ပုံကိုယ်တွေဖခင်မတုံဘူးဖခင်နဲ့ရင်းနှီးတဲ့သူဖခင်သုံးတာကျန်တဲ့ပုဂ္ဂိုလ်ဖခင်မတုံဘူးကျန်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါနဲ့ပဲရွာတွေလဲနေတာအဲ့ထဲမှာတင်လို့မပါစေနဲ့ကျန်းစာတစ်လုံးနှလုံးနဲ့ဟိုဘက်လှည့်ဒီဘက်လှည့်နဲ့စကလုံးနဲ့ရှုပ်ရှက်ခတ်နေမှာတင်မပါစေနဲ့ဖခင်နဲ့တကယ်ရင်းနှီးဖို့လိုတယ်အာမင်ဖခင်နဲ့မရင်းနှီးသေးဘူးဆိုတော့တင် very serious business အဲ့ဒါဖခင်နဲ့ရေးလဲပြန်တိဆောက်တင်အသက်တာယာကုပ်ကဲ့သို့ဖခင်နဲ့နှပန်းလုံးမလိုက်ကိုတော့တစ်ဖက်သက်ကြီးကိုတော့နဲ့တင်တာတစ်ဖက်သက်ချစ်ရမကောင်းကိုတော့တစ်ဖက်သက်ပဲချစ်နေပုံစံဖြစ်ခြင်းကိုတော့ချစ်တာလေးကိုသမီးခံစားခြင်းတာခံစားခြင်းနဲ့နှပန်းလုံးပလိုက်ယာကုပ်ကဲ့သို့ဖခင်သခင်ရဲ့ထွေးပွေ့ခြင်းတင်ရတဲ့နေ့ကပြီးသွားပြီဒါပဲအရေးကြီးတာဒါပဲညီကောင်မအဲ့ဒီဟာအရေးကြီးတယ်ကျွန်တော်ဘုရားအတွက်အာမင်ဆိုတော့ကျွန်တော်ညီကောင်မအားလုံးကျွန်တော်ပြောပြမယ်ဖခင်ကတို့ကိုကောင်းကြီးပေးခြင်းနဲ့ဖခင်အဲ့ဒါယုံထားလိုက်အဲ့လိုပြောလို့ကောင်းကြီးဆိုတာကားတဲ့ဝိညာဉ်ရေးရကောင်းကြီးပဲရှောက်မပြောနဲ့ဝိညာဉ်ရေးရကောင်းကြီးရအားလုံးကောင်းကြီးရအစပဲဟယ်လိုဘယ်ရမှာဆိုလို့ပြန်ပြောမယ်ဗာလဲအင်္ဂလိပ်လိုပြောချင်သေးလားမသိဘူးနောက်မှပြောတော့load it now for the spiritual blessings it's the beginning of what all the natural blessings okay အားလုံးရဲ့ကောင်းကြီးမင်္ဂလာအစပါလေဝိညာဉ်ရေးကကောင်းကြီးကနေစတာဝိညာဉ်ကောင်းကြီးစပြီဆိုရင်မင်္ဂလာအနောက်ကနေလိုက်လာပြီတခြားမင်္ဂလာတွေအာမင်ဟာလေလုယာဆိုတော့အရင်ဆုံးဘာလာလဲပြောဝိညာဉ်ရေးကကောင်းကြီးဝိညာဉ်ရေးကကောင်းကြီးဆိုတာဘာလဲဝိညာဉ်ရေးကကောင်းကြီးဆိုတာဝိညာဉ်ရေးကကောင်းကြီးလာပြီးဟလာ spiritual blessing ပြီးတော့ဘာ blessing ရှိလဲသိလား emotional blessing စိတ်ပိုင်းဆိုင်ရာချမ်းသာမှုလာတယ်then financial blessing then health blessing ငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးတွေ financial blessing ပြီးပါလေကျမ်းမာခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးတွေလာတယ်ဒါပေမဲ့အဲ့ဒီအဟာတွေကအနောက်ကနေဒါကြောင့်အရေးကြီးတာပါလေညီကောင်မောင်မတော်ပထမဆုံး spiritual blessing ရဲ့အရေးကြီးဆုံးပါလေသားတော်ရရှိခြင်းသားတော်အကြောင်းသိတာလားရတာလားရတာဒါကြောင့်ယောမခန်းကြီးရှေ့ငယ်32ကဘာပြောလဲကျေးဇူးတင်တယ်မိမိသားတော်ရင်းကိုအစပေးလိုက်ရေးလေကျွေးတာအရန်တော်ချစ်စရာရန်ကောင်းတယ်မိမိသားတော်ရင်းကိုမနှမျောပဲငါတို့ရှိသည်များအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နဲ့တကွမချမ်းပါဆိုလို့ပြပေးမယ်သားတော်နဲ့တကွခတ်သိမ်းတော်ရမယ်ဘာနဲ့တကွသားတော်နဲ့တကွလို့ဆိုသားတော်နဲ့တကွဘာတွေပါလာပြီလဲဘာအရာမချမ်းပါဆိုလို့ပြန်ပြောဘာအရာခတ်သိမ်းတော့ရဆိုပါလဲခတ်သိမ်းတော့ပါလဲခတ်သိမ်းမယ်ခတ်သိမ်းတော့ပါလဲခတ်သိမ်းအင်္ဂလိပ်ဆို all amen all things လို့ပြောတယ်အင်္ဂလိပ်မှာဆို all
things all things woo များတော့နှုတ်ကပတ်တော်ဖောက်တော့အဲ့ဒါတွေကို revelation မရရင်ကျမ်းစာဖတ်နော်အဲ့ဒါပဲလာတယ်ကျမ်းစာဖတ်တော့ wow wow အဲ့လိုဖြစ်ရမယ့်ရှင်ရှိတယ်ဒါအခုကမဖြစ်ဘူးကျမ်းစာဖတ်နေနေကြည့်ရင်ရှင်းတယ်မိမိသားတော်ရင်ကိုမနှပြောပဲငါတို့ရှိသမျှအဖို့လုံးငါစွန့်တော်မူသောသူသည်သားတော်နှင့်တကွာခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးပဲဘယ်သို့တည်တော်မူ Come on hallelujah တို့ဖခင်ဘလို့ဖခင်လဲထပ်ကြည့်ရအောင်115ခုမြောက်သောစာလံအငယ်14နှုတ်ဘတ်တော်တွေကျွန်တော်မရထားလို့မရအဲ့ဒါဆွဲကင်ထားရတယ်အာမင်နှုတ်ဘတ်တော်တွေကျွန်တော်ထဲမှာကျွယ်ဝတဲ့ခါမှာကျွန်တော်ဘယ်သွားအဲ့ဒါတွေပဲဆွဲလမ်းတော့သွားတယ်ကောင်အနောက်ကနေမင်္ဂလာတွေရေးလဲလိုက်နေတာကိုလည်းလှုပ်ရှားလည်းမလို့ရှော့ရှော့လိုက်နေတာတချို့ကရှိသေးတယ်ဆရာရဲတဲ့ဆရာပိုင်တဲ့ကျမတို့တင်းတော့ကျမတို့ရဲ့လုပ်ငန်းတွေအရန်ကောင်းကြီးဖြစ်လို့တဲ့ငါဘာမှမလုပ်နိုင်တော့ငါအလုပ်တွေများနေမလုပ်လို့ပြောတာဆရာနာမည်လေးပဲ company မှာထည့်ပေးပါတယ်ငါနာမည်စီကြည့်တယ်မလုပ်နိုင်လို့နောက်မိတာအဲ့ဒါမဟုတ်ဘူးဆရာတဲ့အနည်းဆုံး 30% ဒီ company ရဲ့ဝင်ငွေကိုဆရာပေးပါမယ်နာမည်လေးပဲထည့်ပေးဒီလိုလိုက်တာဆိုတော့ဒါလေးရှောက်ပြောပြသူများမနာလို့တာဖြစ်အောင်မဟုတ်လားမဟုတ်ဘူးလေဒါဒီမှာဆွဲလန်းထားတယ်ဘယ်လိုဆွဲလန်းလဲပြော135ခုအငယ်14ပြောဘာဖတ်ထာဝရဘုရားသည်တင်တို့နှင့်တင်တို့သားမြေတို့၌မင်္ဂလာကိုတိုးပွားစေတော်မူမည်အင်္ဂလိပ်မှာကျတော့ increase တဲ့အင်္ဂလိပ်လိုကြပါလေမြန်မာလိုကြတော့တိုးပွားစေတော်မူမယ်တဲ့တင်တို့လက်ထပ်မှာပဲတိုးပွားစေတာမဟုတ်တင်တို့သားသမီးတွေအထိကိုမြေးမြစ်တွေအထိကိုဘာဖြစ်လဲမင်္ဂလာကိုတိုးပွားစေမယ်တိုးပွားစေမယ်မင်္ဂလာလိုက်မှာကိုကမင်္ဂလာနောက်လိုက်နေရတဲ့သူမဟုတ်ဘူးကောင်းကြီးပေးပါကောင်းကြီးပေးပါကောင်းကြီးပေးပါဆိုတော့လိုက်နေတဲ့အထဲမှာသင်မပါဘူး14မှာဘာပြောလဲထရာဖျားသည်တင်တို့နဲ့တင်တို့သားမြေးတို့နဲ့မင်္ဂလာကိုဘာဖြစ်စေမယ်တိုးပွားစေတော်မူ15ကိုဖတ်လိုက်တင်တို့သည်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏နေ့တိုင်းတင်ဝန်ခံကြီးတင့်အိမ်မှာမပြောင်းလဲနိုင်ကြက်တယ်လို့ပြောတလားလောက်ကြာရင်မနှက်ထနဲ့ကျွန်ုပ်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားကောင်းကြီးပေးတဲ့သူဖြစ်တယ်လို့တင်ပနာတိုင်းယုံယုံကြည်ကြည်နဲ့တင်ဝန်ခံကြည်စားမနှက်ထနဲ့ကလေးတွေနင်တို့လေငါမပြောရင်တိလားနင်တို့လေမနှက်ဆိုစောမ်းထားတယ်အဲ့ဒါနဲ့ရှုထားနဲ့မိခင်တွေကျေးဇူးပြုရဲ့နင်တို့ကညံကပြောတယ်မနှက်ဆိုရင်အဲ့တော့ရှောင်းမအိုးအောင်မိခင်တွေရေးလေနှုတ်ရေးကောင်းတာလားရေးလေကောင်းတာတားသမီးပြောလို့မရနောက်ဆုံးယောက်ျားစီပါလှည့်သွားပဲဘယ်လိုခလဲတယ်မွေးထားမှမသိဘူးနင်းဖိနဲ့တူတာဖြစ်မယ်ဒီသွေးတွေကပြင်းကိုပြင်းတယ်ဆိုရဖွဲ့လာတင်တို့ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းထားပြကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏တင်တို့ဆိုတဲ့နေရာမှာဘသူအထက်မလဲကျွန်ုပ်ဒီကောင်းကင်မြေကြီးကိုဖန်ဆင်းသောထားပြကောင်းကြီးပေးတော်မူသောဖြစ်တယ်14ကိုပြန်သွားလိုက်14ကိုပြန်သွားဘာပြောလဲထာဝရဘုရားသည်တင်တို့နဲ့ကျွန်ုပ်တို့နဲ့ကျွန်တော်တို့ရဲ့သားမြေတို့၌သားမြေတို့၌မင်္ဂလာကိုတိုးပွားစေတော်မူဟာမြတ်ရေးရလေးပြောလိုက်စမ်းပါဖျားပြသည်ကျွန်တော်နဲ့ကျွန်တော်တို့နဲ့ကျွန်တော်သားမြေတို့၌မင်္ဂလာကိုတိုးပွားမင်္ဂလာမရတော့အဲ့မင်္ဂလာတိုးနေတာမင်္ဂလာတိုးနေ increase ဆိုတာတိုးနေတာဒီကတိုးနေတာတလားမတူညီတဲ့တိုးနေတာအာမင်ရက်နေတာမဟုတ်တိုးနေတာဒီလမှာလဲတသိန်းဝင်တယ်နောက်လမှာလဲတသိန်းဝင်တယ်အဲ့ဒါမဟုတ်ဘူးဘုရားကဒီလမှာတသိန်းနောက်လမှာ2သိန်းနောက်လမှာ3သိန်းနောက်လမှာ4သိန်းအဲ့လိုတက်သွားတာတိုးပွားနေတဲ့ကောင်းကြီးခင်ဗျားတို့ဟိုမတ်မောလာအောင်ပါလဲကွာပါလဲဟိုပါလဲမတ်အောင်လေမတ်လုံးနေလာပေးနာမဟုတ်မတ်လုံးဆိုတော့သူများနာမည်ရှာဘယ်လိုပြောမှာလောဘကြီးအောင်ရှောက်ပြောနာမဟုတ်ဘူးယူပါယုံကြီးအောင်ပြောနေတာလောဘကြီးတာတော့ဖះမကြိုက်မယ်ရည်ရွယ်ချက်ကြီးတာဖះကြိုက်တယ်ဆရာတို့စကားပြောတတ်တယ်ဒီစကားဘယ်တော့မှပြောတတ်တယ်ဖះမလို့မပြောတတ်ဘူးဒီစကားလုံးနဲ့ဖះပဲထည့်ပေးတာလောဘကြီးတာဖះကြိုက်လားဒါပေမဲ့ရည်ရွယ်ချက်ကြီးတာဖះကြိုက်တယ်တိမဲရတာပါတိမဲရည်ရွယ်ချက်ကြီးတာကြီးတယ် तू ကငါတနေ့မြင်အောင်မြင်ရမယ်ငါကန်းကွာကြည့်ချက်ပြောစမ်းမနေနောက်ငါမြင်ရမယ်ငါမြင်ရမယ်သူမျောနေဘာလို့လဲ
ကျမ်းစာဖတ်ထားတဲ့ယေရှုမျက်စိကန်းတော်သူမြင်ပြန်စေခြင်းကငါ့ကိုဆေလွတ်တော်မူတယ်တူအဲ့တော့ဆောင်းလာယေရှုငါမြို့သားယေရှုလာကြည့်ချာတော်သူကိုခေါ်၍နေစေလုံးမတော်ပါငါလုံးဝလုံးမခံလုံးဝလုံးမခံအဲ့နှလုံးသားနဲ့တင်ဖျားကိုးစားကြည့်စမ်းတို့နှလုံးသားဘာလို့ဖျားနဲ့ဘယ်လိုခေါ်လဲ ဘယ်လိုခေါ်လဲကွာဖျားနဲ့ဘာကြောင့်ကျွန်တော်တို့ကအတွေ့အကြုံမရကြလဲသိလားတို့ရဲ့နှလုံးသားကနည်းနည်းမဟုတ်လို့တို့နှလုံးသားဘယ်လိုဖြစ်နေဆိုတော့ဖျားကလည်းမနာကြည့်တော့ပေးရှင်ပေးဖို့မလို့ကျွန်တော်ဆူတောင်းတယ်ဆိုတော့အကွက်တွေလောက်တာဖျားနဲ့အဲ့လိုရှောက်လို့မရအောင်ကျွန်တော်ဆူတောင်းတော့မရအောင်ဆိုဖျားစိတ်ကောက်တဲ့အဖွဲ့ရှိသေးတယ်အဲ့လိုလုံးလို့မရဘူးဖျားနဲ့ဖျားဆိုတာတိတ်ကြီးမြတ်လို့နဲ့တို့ကဘာကောင်းမှမဟုတ်တဲ့ဟာတွေတီကောင်လောက်တော့အဆင့်မရှိတဲ့လူတွေကဖျားကိုသွားစိတ်ကောက်เสียဘာအကြောင်းမှမရှိဘူးယာကုပ်ကဖျားဘယ်လိုခေါ်လဲတီကောင်ယာကုပ်တဲ့တီကောင်ထဲမှာဘာရှိလို့လဲမြေကြီးတို့ထဲမှာလည်းဘာရှိလဲမြေကြီးပဲတို့ထဲမှာရှိတာထပ်ပြောလိုက်ခင်ဗျမကောင်းဘူးယွန်းစရာကောင်းလို့နားထဲထွက်လာတာပါလဲနားချီနှာခေါင်းနဲ့ထွက်လာပါလဲနှာချီမျက်လုံးထဲထွက်လာတယ်မနှက်ထိုင်လူထဲမှာအဲ့ဒါပဲရှိတယ်အဲ့တော့မနာကြီးတဲ့ဖွဲ့ရှိတယ်မလီကျမတို့အလုံးတယ်မဟုတ်လားယေမနာကြီးစရာဘာမှမရှိဘူးအဲ့လိုပြောလို့ဖြစ်တယ်လို့နေရမှာဆိုတာလည်းမဟုတ်ပါဘူးကိုတန်ဖိုးနဲ့ကိုရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာမနာကြီးစရာအကြောင်းမရှိသူကရှိတယ်ဆရာရဲတဲ့သူ့လိုလူမြတ်မယ်ကျမကိုချစ်တယ်လို့လာပြောရတယ်ဆိုတော့အဖွဲ့ရှိတယ်ဆရာလည်းဘာခွာပေးရမှန်းကိုမသိတော့တာအဲ့အဖွဲ့တွေဆိုညီကောင်တော့ဆရာပြောအောင်တေးချင်တော့ဒါအရေးကြီးတယ်တို့ကဘာတူလဲဆိုတော့တို့သိဖို့ပဲလိုတယ်တို့ကဘာလဲကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကောင်းကြီးပေးတယ်သူတို့တွေကထာဝရဘုရားကတို့ကိုသားစဉ်မြေးဆက်တန်အောင်မင်္ဂလာကိုတိုးပွားစေဖို့ဘုရားပြင်ဆင်ထားပြီးသားအာမင်ဟာလေလုယာဒါပဲလားမဟုတ်ညီကောင်မောင်တို့ကျွန်တော်တို့ဘုရားသခင်ကကြီးမားသောမင်္ဂလာတွေပြင်ဆင်ထားပြီးသားပြင်ဆင်ထားပြီးသားတော့အလုံးကျွန်တော်ပြောပြရှင်တယ်ဖခင်ကတို့ကိုအလိုရှိတယ်ဗျာအောင်မြင်ဖို့တိတ်အလိုရှိတယ်ဖခင်ကျွယ်ဝဖို့တိတ်အလိုရှိတယ်ဖခင်အောင်မြင်ချင်းပြောရင်လည်းအဲ့လူတွေကဘာလဲအယူအဆလွဲမှားတာတယ်ကျွန်တော်လွဲမှားလားမလွဲမှားလားကျွန်တော်အသက်တာကိုကြည့်ကျွန်တော်အသက်တာကျသွားလားအသက်တာတက်သွားလားကြည့်ဘာဖြစ်လို့လဲယုံကြည်သူတွေမအောင်မြင်ရင်လောကသားတွေကလွှမ်းမိုးနေပြီအဲ့ဒါကျွန်တော်လက်မခံနိုင်ဘူးဘာဖြစ်လို့ကျွန်တော်လိုစိတ်ဓာတ်မျိုးမမွေးနိုင်ရမှာလဲညီကိုမောင်မတော်ကျွန်တော်လည်းမုတ်ဆိုးမှသားဗျမရေရမသိချတဲ့ဘဝခင်ဗျကျွန်တော်ပြောပြမယ်ကျွန်တော်ဒီနေ့ကျေးဇူးတော်ကြောင့်အကောင်းစားတွေဝတ်ခွင့်ရတယ်ဖခင်ကျေးဇူးတော်ကြောင့်တခါလေကျွန်တော်ပြောတယ်ဆိုတာကကျွန်တော်လိုဘာမှမရှိတဲ့ကောင်တယောက်ဗျာကျွန်တော်စီးခဲ့တဲ့ဖဏကဒါကြောင့်ကျွန်တော်ဖဏတွေအားလုံးကတကယ်ဈေးကြီးဆုံးဖဏတွေပဲကျွန်တော်စီးခွင့်ရတယ်အခုကျေးဇူးတော်ကြောင့်ဘာလို့စီးလာညီကိုမောင်မတို့ကျွန်တော်ဘဝမှာမပြတ်မချင်းစီးခဲ့ရတဲ့ဖဏတရံရှိတယ်ငငယ်တုန်းကအဲ့ဒါထိုင်းနိုင်ငံရောက်လာတဲ့စင်ကြယ်ဖဏဆိုတာအယားမုန်းတယ်ဘယ်တော့မှမပြတ်တော့ဘူးအဲ့ဒီကောင်မလဲမပြတ်မချင်းအဖေကလည်းမဝဲပေးဘူးအယံနာချင်းတယ်စင်တော့မစင်စားချင်အဲ့စင်ကြယ်ဆိုတဲ့ဟာကိုရှိသေးလားမသိအခုဟမ်ဟာမရှိသေးဘူးမရှိတော့ဒီဖနက်ကိုကြီးကျယ်စီးတယ်စီးခဲ့တယ်ဘယ်တော့မှမပြတ်ဘူးအဲ့ဒါနဲ့ပြတ်ပါစေဆိုတော့မှခေါင်လေးအသားလေးဗလိဓာလေးနဲ့လီးပြီးတော့စီးတယ်မပြတ်ဘူးဒါမဲ့သွားပြတ်တဲ့အချိန်ကလည်းကြိုက်တဲ့ကောင်မလေးရှေ့မှာသွားပြတ်တယ်သူရှေ့ရောက်မှသူ့ကိုပြုံးပြတဲ့အချိန်မှာပဲဒုံးဆိုပြီးတော့မှခေါင်းကပြုတ်ပြီးတော့ခြေထောက်ကရှေ့ထွက်သွားတယ်အဲ့ဒီဖက်နှက်လေးပြန်ကောက်ပြီးတော့ဒီတိုင်းပြန်လာတယ်ဒါတောင်ရီးစားစကားပြောဖို့အချိန်မရှိလိုက်ဘူးအရင်ရင်နာခဲ့တယ်အဲ့နဲ့ဆုံးဖြတ်ချက်ချလိုက်တယ်တနေ့ငါ့ကိုဖခင်ကောင်းကြီးပေးမယ်လို့ပြီးတဲ့ခါကျငါဖက်နှက်အကောင်းစားတွေပဲစီးမယ်
လကားစီးနေတာမဟုတ်ညီကောင်မောင်မတို့ယူပါယုံနဲ့ခန်းစားချက်ပါတယ်ကိစ္စတွေကပြီးတော့ကျွန်တော်နားမှာတုံယုံတန်ယုံကျောင်းတက်တုံးကလေကျောင်းတုံးမထိုင်ချင်ဘူးကျွန်တော်နားမှာဘာလို့ကျွန်တော်ကအင်ဂျီကိုအဆူပဲပြန်မလို့စိုးနေဗျာနှစ်ထဲပဲရှိတယ်ဒီကျောင်းစိမ်းရလဲအဲ့တော့တစ်ထဲကိုလျှော်ပြီးတော့နောက်တစ်ထဲအဲ့လိုလှုပ်တဲ့အချိန်မှာမိုးရသည်ဆိုတော့မချောက်ဘူးကွယ်မချောက်တော့အဲ့ဒါပြန်ဝင်အဲ့ဒီအနာအရန်ဆိုးတယ်ဒါကြောင့်ကျွန်တော်အကောင်းစားကဘာမှာအကောင်းစားရင်မွေးပဲစွတ်တယ်စိတ်နာလို့အဲ့ဒီရေဆိုးဆိုးကြီးကိုဝစ်ထားတော့ဘေးနာရှိတဲ့ကောင်နှာခေါင်းရှုပ်လို့ယောဘာနာကိုဆိုတော့ထွက်တာကျွန်တော်အရာရင်နာခဲ့တယ်ကျွန်တော်ဖောက်တကယ်ကျွန်တော်မနောက်ဘူးအဲ့ဒါကျွန်တော်ဘွားအမဒီလိုလူတစ်ယောက်ကခင်ဗျာခရစ်တော်ရတဲ့အခါမှာပြောင်းပြန်ကြီးဖျားပြောင်းတာတခုပဲကျွန်တော်အတွေးခေါ်ပြောင်းပြစ်တာအာဗြဟံကောင်းကြီးပေးတယ်ဖျားငါ့ကိုလည်းဘာလို့ကောင်းကြီးမပေးရမှာလဲဆိုတဲ့ယုံကြည်ခြင်းဖြစ်လာတာလေဣဇောက်ပေးတယ်ဖျားဘာလို့ငါ့ကိုမပေးရမလဲယာကုပ်ပေးတယ်ဖျားဘာလို့ငါ့ကိုမပေးရမှာလဲဒီဖျားပဲငါကိုးကွယ်တာပဲဆိုတဲ့ယုံကြည်ခြင်းကတဖွာဖွာတည်းမှာပေါ်လာတဲ့အခါမှာ come on man ငါ့ကိုတနေ့ဘုရားခင်ချင်းမြောက်လာတဲ့အခါမှာငါသူများကိုတတ်တယ်ခံမယ်လို့မြတ်ကျွန်တော်အကြောင်းပြောလိုက်ရင်ခင်ဗျားတို့ကဇက်ရုပ်ရှင်လို့ပြောမယ်ဆိုဇက်နာစရာအများကြီးပဲဟာဇက်ကနာတာမှရက်ဆက်တယ်အများကြီးဒါမှမှတ်ထားညီကိုမောင်တို့ဘုရားသခင်ကတိတ်ကောင်းမြတ်တဲ့ဘုရားကျွန်တော်ယုံတဲ့တိုင်ဘုရားဖြစ်စေတာကျွန်တော်ယုံတဲ့ဘုရားလုံနေတဲ့ဘုရားကျွန်တော်ဘုရားဘယ်လိုဘုရားလဲကျွန်တော်ပဲကောင်းချီးပေးတဲ့ဘုရားသားမြေးတို့၌မင်္ဂလာကိုတိုးပွားစေမယ်တင်ယုံရဲ့လားယုံရဲ့လားယုံတဲ့တိုင်ဖြစ်လိမ့်မယ်အာမင်ယုံတဲ့တိုင်ဘုရားချီးမြှောက်မလားဒါဆိုပြောမယ်တေချာမှတ်တာဒီနေ့စပြီးတော့နောက် step တစ်ခုလာတော့မယ်ဒါအရေးကြီးတဲ့ step ဖြစ်သွားပြီဘုရားကောင်းချီးပေးတယ်ဆိုယုံလားအဲ့ဒီဘုရားကောင်းချီးပေးဘယ်လိုကောင်းချီးပေးလဲရှန်ထောင်းပေးတယ်ဟုတ်လားကာစီနဲလားမနေဘုရားဘာကာစီမနေရှန်ထောင်းပေးတယ်โอเคဒီမှာကြည့်ဘယ်လိုလူတော်ပေးတာလဲသူ့စကားနားမထောင်မဲနဲ့ရှော့တောင်းငွန်တဲ့အဖွဲ့တွေပါကောင်းချီးပေးသေးတယ်ဘုရားဘယ်မှာတွေ့ရလဲယောဟန်ခန်းကြီး20ကိုကြည့်လိုက်ယောဟန်ခန်းကြီး20အဲ့ယောဟန်ခန်းကြီး20မှာဘာဖြစ်သွားပြီလဲဆိုတော့တမန်တော်တွေလေဘာလုပ်ကြပြီလဲကျေးဇူးတင်တယ်တပည့်တော်တွေဘာလုပ်ကြလဲဟမ်ခန်းကြီး20အငယ်1မှာပါလဲပြောခொနရက်တွင်ပထမနေ့ရက်မိုးမလင်းပြီးစောစောအချိန်၌မာဂဒလမာရိသည်တင်းချိုင်းတော်သို့သွား၍သွေးဝါး၌ပိတ်တော်ကြောက်သည်ရွှေလျက်ရှိသည်ကိုမြင်လျင် Okay 21ကိုဖတ် sorry 21ကိုဖတ်အခန်းငယ်21အခန်းကြီး21တဖန်ယေရှုသည်တိဗရိအိုင်နာမှာဟုတ်တယ်တိဗရိအိုင်နာမှာတပည့်တော်တို့အားကိုပြတော်မူသည့်အကြောင်းအရာဟူမူကားရှိမုန်ပေတရုနှင့်ဒီဒုမှုဟုအမည်ရှိသောသောမဂါလိလဲပြည်ကာနာမြို့သားနာသနေလာဇေဗဒဲဤသားနှစ်ယောက်အခြားသောတပည့်တော်နှစ်ယောက်တို့နှင့်အတူရှိကြ၏စဖရှိမုန်ပေတရုကကျွန်ုပ်သည်ငါးဖမ်းသွားမည်ဟုဆိုလျင်ထိုသူတို့ကကျွန်ုပ်တို့လည်းလိုက်မည်ဟုပြောဆိုသည်နှင့်ထွက်သွားကြ၏ချက်ချင်းလေထဲသို့ဝင်၍ထိုညတွင်တကောင်မြများရကြမတ်တညီကိုမောင်မတို့ခရစ်တော်မပါဘဲနဲ့သင်တို့ဘလောက်ကြိုးစားလကားပဲဆိုတော့သင်အသက်တာခရစ်တော်လိုအပ်တယ်အာမင်ဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြင်းလေးချိပြီးပြောလိုက်ခရစ်တော်လိုအပ်တယ်အာမင်ခရစ်တော်လိုအပ်တယ်အဲ့ချင်းဘယ်သူဆိုတာလဲအော်ဆရာဆိုတာလားမသိဟုတ်လားဟုတ်တယ်ဆရာဆိုတာနေရလားဆရာစောနောက်မှာပဲဆိုရမှာပါအဲ့ဒီအမေ့သွားပြီခရစ်တော်လိုအပ်တယ်ဟုတ်လားဟုတ်နော်အစဘလို့ဆိုလဲသမီးလေးဒုလက်တွေတွဲဆိုလေဂိုင်းကနာတွေတို့မလိုဘူးလေတင်ခွဲစရာမလိုဘူးအသားရောင်မခွဲဘူးနော်
တိုင်းရင်သာလူမျိုးချပါစေပြမြတ်တာနဲ့မိသားစုတွေစီလုံးချင်းနဲ့ကဘာကြီးချမှာဖို့ခရစ်တော်လို့Okay နော် Okay ရပြီကျေးဇူးရတင်နေဆရာပေးစီရေ Very good ဆော့မကြီးခရစ်တော်လိုအပ်တဲ့တော့အာမင်ဆိုခရစ်တော်မရှိတော့ဘူးတဲ့ငါတို့ငါပြန်မြားမယ်တဲ့စူးစမ်းမြတ်ကြငါတို့ကောင်မရောက်ဘူးတဲ့ Okay ဘယ်ရမလဲခရစ်တော်မပိုင်မရအောင်ငါတို့ဆုတောင်းတာပဲမရဘူးကိုယ့်ဘာတော်ကိုကြည့်ချက်လုပ်မယ်အဲ့ဒါဝမ်းနေချင်းပဲလာလိမ့်မယ်ရှီမောပေတရုကကျွန်တော်ဒီငါဖန်သွားမိဆိုရင်ထိုသူတို့ကကျွန်တော်လည်းလိုက်မယ်မှတ်တညီကမှသူများစီးရင်စင်းနဲ့လိုက်ပါတယ်ထဲမှာတင်မပါစေနဲ့2026မှာသူများစီးရင်စင်းနဲ့လောက်ကြရအောင်လို့ပြောတယ်ပတ်စွန်ရအောင်လောက်ကြအောင်ပြောတယ်မှာတင်မပါစေနဲ့တင်ရှိတဲ့နေရာမှာတင်ကိုဖျားကောင်းကြီးပေးလိမ့်မယ်တင်ရှိတဲ့နေရာမှာတင်ကိုဖျားကောင်းကြီးပေးလိမ့်မယ်တခုပဲ2026မှာတင်ဟာမင်္ဂလာတိုးပွားခြင်းမနတ်ထရတဲ့ကျမ်းစာကိုဖွင့်မနတ်ထနဲ့ဖျားသခင်သမီးကိုတောက်စကားပြောပါယူလေးပဲပြောတစ္ဆာနဲ့လို့တရက်တော့ရရှင်မရမယ်နှစ်ရက်တော့ရရှင်မရမယ်သုံးရက်ရရှင်မရမယ်သင်တတ်မှတ်ထားတဲ့အချိန်တတ်မှတ်ထားတဲ့နေရာလေးမှာကျမ်းစာအုပ်လေးဖွင့်ပြီးတော့ဖျားနဲ့စကားပြောရင်အချိန်တစ်ခုရောက်လာရင်ဖျားသခင်စကားတန်ကြရင် just one word can change your entire life သင်ဖျားစကားတစ်လုံးလေးသင်ဘဝတစ်ခုလုံးကိုဘောင်းဆိုလှန်ပြနိုင်တယ်အဲ့စကားတစ်လုံးကသင်ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်တယ်ရင်နဲ့ရရက်တို့ရွှေ့လဲငါးကိုအုပ်ဆိုတဲ့စကားတစ်လုံးကပေတရုရဲ့အသက်တာကြီးကိုပြောင်းပြန်လှန်ပြလိုက်တယ်ငါးကိုမြားတဲ့တန်ငါးနဲ့လူကိုမြားတဲ့တန်ငါးပြောင်းလဲသွားတယ်အဲ့နေ့မှာအာမင်ဖခင်စကားသင်ပွားကြီးတစ်ခုလုံးပြောင်းလဲသွားစေနိုင်တယ်အဲ့စကားလေးကိုစောင့်မျှော်တက်ပြီးမနှက်ထနဲ့နှုတ်ကပတ်တော်နဲ့ထတိုင်အချိန်တစ်ခုရောက်လာရင်ပြောအချိန်တန်လျင်အတိသိမယ်အရွက်မညှိုးနှွမ်းတဲ့အပင်ကဲ့သို့ဖြစ်လိမ့်မယ်ပြုတ်လေသမျှတို့၌အောင်လေတည်းစဖတ်ရအောင်စဖတ်ထုံညတဲ့တကောင်မှမရကြပြီးတော့စဖတ်ပါပြတော့ခါယေရှုသည်ကမ်းနားမှာရက်တော်မူ၏တို့ရတွင်ယေရှုဖြစ်တော်မူသည်ကိုတပည့်တော်တို့မသိကြမှတ်တာဖျားသခင်တင့်နားမှာရှိတော်မှာတင်မသိဘူးဘာကြောင့်လဲဆိုတော့တင်ကစားဝတ်နေနဲ့အလုပ်ရှုပ်နေလို့ဟယ်လိုတခါလေးမှရှိတယ်တင်းရဲ့သားသမီးကိစ္စနဲ့တင်းရဲ့ယောက်ျားကိစ္စနဲ့တင်းရဲ့မိန်းမကိစ္စနဲ့လောက်ကြောင်လေးစားကြမရှိဘာညောများနေတဲ့ခါမှာတခါလေးမှဖျားကိုနာမှာရှိတာတော့မှဖျားကို attention မပေးတော့တကယ်တော့မင်္ဂလာဖျားစီကနေလာမှာဒါပေမဲ့တို့ကပတ်ဝန်းကျင်ရှိတဲ့အရာနဲ့အာယုံစိုက်တဲ့ခါမှာအဲ့ဒါလွတ်သွားတဲ့နေ့ရက်တွေအများကြီးပဲအဲ့လိုမဖြစ်စေနဲ့ဒါကြောင့် we need quiet time every day နေ့ရက်စင်တိုင်းမှာဖျားနဲ့အချိန်ယူတတ်တဲ့သူတွေဖြစ်ဖို့အရန်ရည်ကြီးတယ်ဖျားနဲ့အချိန်မယူတတ်ဘဲနဲ့တင်းဘွားတစ်လုံးမတိုးတတ်ဘူးဆရာဘလောက်ပဲအလုံးများတခုတော့နားလည်အောင်ရှင်းပြမယ်ဖယားနဲ့ပတ်သက်လာလူတွေကိုဆရာနိုးလို့ဖို့ဝင်မလဲဘူးဖယားနဲ့အချိန်မပေးနိုင်လောက်အောင်လူတွေဆရာကိုလာအလုပ်ရှုံဆရာလက်မခံဘူးမာနကြီးတာမဟုတ်အဲ့ဒါစီကံရှိတာငွေကိုဆရာအချိန်လောက်တမ်ဟလာအချိန်ကိုငွေထက်ဆရာပူတံမိုးထားတယ်တင်လောကမှာငွေနဲ့ဆိုင်တဲ့ကြွယ်ဝခြင်းရှိခြင်းငွေထက်အချိန်ကိုတံမိုးထပ်တက်လာတဲ့နေ့တင်ငွေကတင်နောက်ကိုပြန်လိုက်လာလိမ့်မယ်ဒီကျွန်တော်ပြန်ပြောမယ်အချိန်ကိုငွေထက်တံမိုးထပ်တက်လာရင်တင်နောက်ကိုငွေကပြန်လိုက်လာလိမ့်မယ်သင်ကငွေရရှင်စောနဲ့အချိန်တွေဖြုံးနေရင်အဲ့ဒီငွေကသင်နောက်ကိုတလုံးမလိုက်လာပဲသင်ရှိရပဲပြေးလိမ့်မယ်ရှာကအချိန်ကိုအရန်တန်ဖိုးထားတယ်ဆိုတော့ဘာလုပ်လဲဆိုတော့သူများအတွက်အချိန်မပေးခင်မှာကိုအချိန်ပြန်ပေးတယ်မနှက်ထားတယ်စိတ်ကျဉ်နှက်လောက်အောင် study လုပ်တယ်ပြီးတော့မှ plan နေဆွဲချတယ်ဘယ်နိုင်ငံမှာဘာလုပ်မယ်အကုန်ဆွဲတယ်ဖျားလက်ထဲအပ်တယ်အကုန်ဖျားလက်ထဲအပ်တယ်ဖျားခင်လုတ်ခိုင်းတဲ့အရာတွေအားလုံးတေချာဆုတောင်းတယ်ရှင်းလင်းတဲ့အဖြေရတယ်အကုန်လုံး list တွေအကုန်ရေးချတယ်ဒီနိုင်ငံတင်းအကုန်ဆွဲချတယ်အဲ့ဒီအချိန်ကိုတီးတန့်ယူတယ်ဘယ်သူမှမပေးနိုင်ဘူးဆရာအဲ့ဒီအောက်မှာရောက်နေပြီအဲ့ဒါသူကိစ္စကိုကိစ္စမဟုတ်ဘူးအဲ့လိုပြောလို့လူတွေကိုတင် yes လို့တစ်ချိန်လုံးပြောရင်တင်ဆုံးရှုံးလိမ့်မယ်တည်းတစ်ချိန်လုံးလူတွေကျင်နှံ့အောင်လိုက်လုပ်နေတာတင်းအရှုံးလူတွေကိုကျင်နှံ့အောင်လိုက်လုပ်တင်းဖျားအလုပ်ကိုဝင်မရှုံးနဲ့
တစ်ချိန်လုံးလူတွေကိုကျင့်တော့လိုက်လို့ပေးနေတာတင့်ကိုတင်တိတ်ဟုတ်လာပြီမထင်နဲ့တစ်သက်လုံးတင်မှတ်ထားလူတွေဟာတစ်သက်လုံးကျင့်တတ်မှလည်းမဟုတ်တင်လှုပ်ပေးတဲ့လောက်တော့တင်ကိုကျေးဇူးတင်မယ်မလှုပ်ပေးနိုင်တင်ကိုပြန်ဆဲပြီးတော့ထွက်သွားမယ်ဖွဲ့တယ်ကြီးပဲဒါကြောင့်အားလုံးလိုက်ပြီးတော့ကျင့်တော့လိုက်လို့ပေးစရာဘာအကြောင်းမှမရှိဘူးအဲ့ဒါတင်ယူစားမှညီကောင်မောင်မတို့ you have to learn how to say no sometime လူတိုင်းကိုတင်ရက်အဲ့လိုလိုက်လို့ပေးစရာမလိုဘူးတင်အချိန်ကိုတန်ဖိုးမထားတတ်တဲ့လူကိုတင်အချိန်သွားပေးရင်တင်အချိန်တွေကအခိုးခံရတာနဲ့အတူတူပဲမှတ်ထားရစကားတိတ်မရလိုက်မှဆိုလို့ပြန်ပြောမယ်ဆရာနိုင်ငံတကာနဲ့အလုပ်လုပ်နေတယ်လူမျိုးတကာနဲ့အလုပ်လုပ်နေတယ်တကယ်အကြီးကဲတွေနဲ့တကယ်ကိုထိတ်တန်းနေတဲ့ဆရာအလုပ်လုပ်နေတာအခုဖះအမှုတော်မြတ်ထဲမှာဆိုရင် TV မှာပဲသူတို့နောက်တော့ကတ်လို့မရတဲ့လူတွေနဲ့ဆရာအခုအလုပ်လုပ်ရတဲ့အခွင့်ဖះပေးပြီအဲ့ဒါတွေကဆရာငငယ်တဲ့ဆရာယူပါအောင်ထားခဲ့တာအမှုတော်စဆောင်ကြတဲ့ငါလုံးဝအားကြခဲ့တဲ့လူတွေနဲ့ငါလုံးဝတဒန်းနဲ့ထမင်းစားရမယ်ဆရာယူပါအောင်ထားခဲ့အဲ့တိုင်းဖြစ်တာပဲကိုဆရာဘက်ကလည်းပြင်ဆင်တယ်လေဆရာဘက်ပြင်ဆင်တယ်ဘာပြင်ဆင်လဲနေထိုင်သွားလာစားတော့ပုံအစားအကုန်ပြင်ဆင်တယ်ဆရာကိုဆရာ fit ဖြစ်အောင်အများနဲ့နေတယ်ဘာလို့အောင်မြင်တဲ့လူတွေအားလုံးသူတို့အစီကန်းရှိတယ်နေထိုင်စားတော့တာစီကန်းရှိတယ်ဘာကြီးတွေပူတော့အဲ့လိုကြီးမနေဘူး sorry no ဝိညာဉ်ရမှာပဲအရေးကြီးတာမဟုတ်ဘူးကာယပိုင်းဆိုင်ရာမှာလည်းပြုစုရတယ်ဝိညာဉ်ရမှာအကြီးကျယ်လုံမယ်ဆိုတော့မှခမရနှလုံးထားဖောက်ရင်ဘာယူရေချက်မှစပြီးတော့အကောင့်ထဲမှာဖော်နိုင်တော့သွားပြီအဲ့ဒါအစီရဖုံးတော့အသေးအစီဖုံးတာတော့နှလုံးစီဖုံးတာတော့မဖြစ်ချင်ရင်ဖះနဲ့ချိန်ယူပြီးတင်ပါဖြစ်လေပြေးစရာရှိတာပြေးအလေးမစရာရှိတာမလှုပ်စရာရှိတာတင်လို့ဟို for sure လို့ဖို့မဟုတ်ဘူးလူရှိမှဘလောက်မဟုတ်လို့လို့ဖို့မဟုတ်ဘူးအလုပ်ပေါ်မှာဒါပေမဲ့ကိုယ်မှာရှိတင်ရှိထိုက်တဲ့ muscle မရှိရင်အထဲမှာအစီတက်လာအောင်အစီမရှိချင် muscle ပြန်တင်ဘာလို့တခါတလေမှာကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်တဲ့အခုအောင်မြင်ပြီဆိုတဲ့အခါကျတော့ယောဂထားဖြစ်ရင်အဲ့ဒီအောင်မြင်မှုကဘာတောင်းစားလို့ရမှာလဲလို့ပြောလေညီကောင်မောင်မတို့အဲ့အတွက်ပြင်ဆင်မှုတွေအများကြီးရှိရတယ်ဒါဆိုတော့ကျွန်တော်နားလည်အောင်ရှင်းပြမယ်သင်ဒီမနှက်ထပြီဆိုတာနဲ့သင်အချိန်ကိုဖျားနဲ့တီးတတ်စိတ်ကျင်အောင်ပေးပြအဲ့ဒါဆိုသင်အဲ့နေ့ကလုံးဝကျင်နာလိမ့်မယ်တင်ဖျားနဲ့စိတ်ကျင်နှောက်အောင်တင်မပေးဘူးဖျားခင်စရာ revelation ဘာမရပဲအဲ့နေ့မှာတွိုင်းတင်စိတ်ဆင်းရဲစရာတွေပဲကြုံတွေ့ရလိမ့်မယ်အဲ့ကျန်တင်မဖြေရှင်းတတ်တော့ဘူးဖျားနံပါတ်1နေရာမှာထားဆိုဘာပြောရလဲမနှက်ထနဲ့ဖျားနဲ့ပဲတင်နဲ့အချိန်ယူပြီးတော့မှလောကဟာတွေအားလုံးအကုန်ရပ်ပြပြီးတော့ဖျားနဲ့အချိန်ယူတိုင်အဲ့နေ့ကတင်အောင်မြင်တဲ့နေ့ပဲ come on စီကန်းရှိတယ်လာမပြောနဲ့စီကန်းရှိတယ်ဆိုတာအချိန်ကိုမဖြုံးမဲ့နဲ့အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်ခြင်းအဲ့ဒီအသုံးချတတ်ခြင်းနဲ့ပို့ပြီးတော့နက်နဲတဲ့အရာတစ်ခုရှိတယ်အချိန်ကို invest လုပ်ခြင်း invest ဆိုတာဘာလဲယင်းနှိမ့်မြုပ်နှံခြင်းငွေကိုယင်းနှိမ့်မြုပ်နှံတာတဲ့အချိန်ကိုယင်းနှိမ့်မြုပ်နှံတတ်ရတယ်အချိန်ကိုယင်းနှိမ့်မြုပ်နှံတတ်ရင်ငွေတင်းနောက်ကိုပြန်ကိုလိုက်လာမယ်ဒီနေ့တို့အချိန်ဖြုံးနေတာအများကြီးပဲ Facebook ထိုင်ကြည့်ပြီးတော့မှဟိုလူကြောင့်ဒီလောချက်ကြည့်တဲ့ဟာတွေအားလုံးဘယ်တော့မှတိုးတက်တဲ့ဖွဲ့တယ်ဘယ်တော့မှမတိုးတက်ဘူးအဲ့ဒါအချိန်ဖြုံးတာအချိန်ဖြုံးတဲ့လူကအမြဲတမ်းငွေရှုံးတတ်တယ်အာမင်ဆိုကိုလှုပ်နေတဲ့ကိုရှုပ်ရှက်ခတ်နေတဲ့အခါမှာယေရှုကိုယ်တိုင်လာတော်မှသူတို့မသိတော့ဘူးအဲ့ဒါဝမ်းနည်းစရာရန်ကောင်းတယ်တင်းအနာမှာဘုရားခင်ရှိလို့တင်းကိုစကားပြောတော့မှတင်းမမြင်နိုင်တော့တင်းနဲ့အတူဘုရားရှိလို့ရှိမှတော့တင်းမသိဘူးဘာကြောင့်လဲတင်းဟာစားဝတ်နေရေးတင်းမှာပတ်စံမရှိတဲ့ကိစ္စတွေဟိုအစင်မပြေတဲ့ကိစ္စတွေဟိုလူငယ်တွေဆိုရင်နှလုံးသားရေးရာတွေအဲ့ဒါတွေနဲ့ပဲရှုပ်ရှက်ခတ်ပြီးတော့မှကိုကငါ့ဖြစ်သွားအဲ့ဒါ come on man အဲ့ဒါရေးမကြည့်ဘူးအဲ့ဒါရေးမကြည့်ဘူးကိုမရှိလေကိုတော်ရှိတယ်အဲ့အထာနဲ့သွားနိုင်မယ် come on yeahကိုမရှိလေဘယ်သူရှိလဲကိုမပါရင်လေဘယ်လိုစားပြမဟုတ်ကိုတော့မပါရင်ရေးရှိတယ်ကိုတော့အာမင်ကျမ်းစာထိုနတ်ရောက်တဲ့အခါမှာဘာဖြစ်ပြီလဲနတ်ရောက်တဲ့အခါမှာဘာဖြစ်လဲညီကောင်မောင်တို့နတ်ရောက်တဲ့အခါမှာယေရှုဒီကာနာမှာရက်လေတို့ရတယ်ယေရှုဖြစ်တော်မူတပည့်တော်တို့ဒီနေ့သင်နာမှာဘုရားခင်ရှိနေသင်မသိဘူးတင်းနဲ့အတူဘယ်တော့မိသားဖွဲ့ရမလဲဘုရားထိုင်ဆောင်နေသင်မိသားဖွဲ့ဖို့အချိန်မရှိဘူးမနှက်ထားနဲ့တင်ရပါလို့လဲဘယ်သူစားပို့ထားတော့ပြီအဲ့တနေ့တာလုံးတင်အခိုးခံရတော့မယ်တခိုးကခိုးမဲ့တတ်မဲ့ဖြစ်စီမယ်တင်းအရင်တတ်တာမဟုတ်တင်းစရာရင်ခိုးတာအချိန်တန်မိုးရှိစွာအချိန်ပဲအချိန်ကိုခိုးမယ်
တင်းအချိန်ခိုးလို့ရရင်တင်းရဲ့အနာဂတ်သတ်လို့ရပြီသူဆရာတော့ဖြစ်မခံနိုင်ဆရာအနာဂတ်တောက်ပတဲ့အနာဂတ်လင်းလက်တဲ့အနာဂတ်ယူပါယုံအပြည့်နဲ့ဒေးဗစ်လာတော့လုံနိုင်တယ်ငါတို့ဘာလို့မလုံနိုင်မလဲဆိုလူငယ်တွေကြည့်တော့အားကြတဲ့သူဖြစ်ရမယ်ဒါပဲ